ငါပြန်မွေးဖွားလာခဲ့ပြီးအတိတ်ဘဝကနာကျင်စရာကောင်းတဲ့တည်ဆုံးခြင်းတရားကိုကြော်ဖြတ်ပြီးငါရဲ့အရင်ဘဝကိုတကြောပြန်ရောက်ရှိလာခဲ့တာငါရဲ့ရင်ဘတ်ထဲမှာခုန်လုံနေတဲ့နှလုံးသားကအမုန်းတရားတွေနဲ့နာကျင်မှုတွေကြောင့်ပူလောင်နေတော့မယ်အခုငါရှိမှမြင်နေရတာကတော့ငါရဲ့အဖိုးတန်တဲ့မော်လင်းတားရဲပဲဒီတားရဲကကီလင်သွေးပါတဲ့ရှားပါလုံးနဲ့မြေကပါအဆင့် Airstrike နှစ်ကျပွင့်တားရဲတကောင်ပေါ့ဒါပေမဲ့ငါရဲ့သွေးသားရင်းချမိဘတွေကတော့ဒီတားရဲကိုငါရဲ့အတုံးမကျတဲ့ညီဖြစ်သူလင်းဟောင်စီအတမလွှဲပေးဖို့ငါ့ကိုဖိအားပေးနေကြတယ်ငါအသစ်ဆက်နိုးထလာတဲ့ဒီတားရဲကတော့ငါ့ကိုတစ္ဆာဖောက်ပြီးလင်းဟောင်စီကိုကတ်သွားခဲ့တာသူတို့အားလုံးကသူတို့မှန်ကန်တဲ့ရွေးချယ်မှုပြုလုပ်ခဲ့တယ်လို့ထင်နေကြတာပေါ့ဒါပေမဲ့သူတို့မသိတာတခုကငါစီမှာဖျားသခင်အဆင့်တားရဲလေးကျင့်သူစနစ်တစ်ခုရှိနေတယ်ဆိုတာပဲဒီစနစ်ကတစ်ဆင့်ငါဟာဖျားသခင်တစ်ပါးဖြစ်လာမဲ့တခုလေးသောလမ်းစဉ်ကိုမြင်တွေ့နိုင်ခဲ့ပြီဒီဘဝမှာတော့သူတို့အားလုံးရဲ့မိုင်မဲမှုနဲ့လောဘတွေအတွက်တွေးဆွတဲ့တန်ဖိုးကိုငါပြန်ပေးဆက်စေရမယ်ရှောင်းမိုးမင်းတကယ်ပဲမြေကပါအဆင့်သားရဲတကောင်ကိုနိုးထစေခဲ့တာလားဒါကကီလင်သွေးပါတဲ့မော်လင်းသားရဲပဲမြင်မြန်မင်းကြီးရှောင်းဟောင်းနဲ့လဲလိုက်ဆန်းမင်းကြီးရဲ့အနာဂတ်ကမင်းအပေါ်မှာပဲမူတည်နေတာနည်းနည်းလောက်အလိုက်တီဆန်းပါဒီသားရဲကိုမင်းကြီးကိုပေးလိုက်ဆန်းပါလို့ငါအမေကအေးဆက်ဆက်စကလုံးတွေနဲ့ပြောလာတယ်ငါညီလင်းဟောင်းကတော့အရှက်မရှိတဲ့မျက်နှာပေးနဲ့အကိုဘာကိုစောင့်နေတာလဲကျွန်တော်အကိုကိုအသာစီးရယူနေတာမဟုတ်ပါဘူးရော့ဒီကြောက်အရေးခွန်ဝက်ကိုယူလိုက်လို့ပြောပြီးတာမန်သားရဲတကောင်နဲ့ငါရဲ့ရှားပါသားရဲကိုလဲဖို့ကန့်လန့်လာတယ်ဒါကတားရဲလေးကျင့်သူတွေကြီးစိုးတဲ့ကဘာလူတိုင်းဟာအသက်18နှစ်ပြည့်တာနဲ့ကိုပိုင်သားရဲတွေကိုနိုးထစေကြရတာအတိတ်ဘဝမှာတော့ငါဟာစိတ်ပြော့ခဲ့လို့ဒီမော်လင်းသားရဲကိုငါညီစီပေးခဲ့မိတယ်အဲ့ဒီရဲ့ရလက်ကတော့ငါညီနဲ့တားရဲကြားကပေါင်းစည်းမှုကိုမြင့်တင်ဖို့အတွက်ငါရဲ့တက်ဆောင်အားအင်တွေကိုသူတို့အကုန်စုပ်ယူပြီးငါ့ကိုအရှင်လက်လက်ရစ်ပူဇော်ခဲ့ကြတာပဲအခုမင်းတို့ကဝက်တကောင်နဲ့ငါရဲ့ကီလင်သားရဲကိုလဲမယ်လို့ပြောနေတာလားလို့ငါပြန်မေးလိုက်တော့ငါအဖေကဒေါသတကြီးနဲ့ဒါမင်းရဲ့ညီရင်းလေမင်းကလူကြီးဖြစ်ပြီးအကိုတယောက်လိုလုံးဝမပြုတ်မှုဘူးဒါဆိုမင်းကရစ်ပူဇော်ခံရဖို့ထိုက်တန်လို့လားဘသူကငါတို့မိဘတွေကိုအော်ဟစ်ခွင့်ပေးထားလို့လဲတဲ့သူတို့ကငါ့ကိုအကြက်ကင်နေကြတော့မဲငါမင်းကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်ပေးမှလားမပေးဘူးလားလို့လင်းဟောင်ကငါ့ကိုစင်ခေါ်လာတယ်အဲ့ဒီအချိန်မှာပဲငါရဲ့စနစ်ကအသက်ဝင်လာပြီးတာရဲပေါင်းများစွာရဲ့အနာဂတ်စင်ကဲပြောင်းလဲမှုလမ်းစဉ်တွေကိုမြင်တွေ့နိုင်စွမ်းပေးလာခဲ့တယ်မြေကပါအဆင့်မော်လင်းသားရဲကိုမွေးမြူဖို့ကငွေမြောက်များအကုန်ကြမှာမင်းကိုယ်တိုင်တော့မကျွေးနိုင်ပဲနဲ့ဒီအရင်းမြစ်တွေကိုအလားဟတမဖြုံးတီးစမ်းပါနဲ့လို့ငါအဖေကဆက်ပြောနေတော့မှငါရဲ့တစ္ဆာဖောက်သားရဲကလင်းဟောင်စီမှာတက်ပြီးမြူနေတာကိုမြင်တော့ငါစိတ်ထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်တစ္ဆာမရှိတဲ့ခွေးတကောင်လိုသားရဲမျိုးကိုငါအတုံးမလို့တော့ဘူးလင်းဟောင်စီဒီသားရဲကိုပေးဖို့ကမဖြစ်နိုင်တာတော့မဟုတ်ပါဘူးဒါပေမဲ့တန်ဖိုးကတိမ်ပေါင်း3000ဖြစ်ရမယ်ပြီးတော့ဒီနေ့ကစပြီးငါလင်းမိသားစုကနေထွက်သွားမယ်မင်းတို့နဲ့ပတ်သက်သမျှအစအနအားလုံးကိုအကုန်ဖြတ်တောက်မယ်လို့ငါပြောလိုက်တယ်ဒါကိုကြားတော့ငါအမေကလင်းမို့မင်းကတကယ်ကိုအသေးနှလုံးမရှိတဲ့ကောင်ပဲမင်းကပုံကန်ကျင်တာလားလို့အော်ဟစ်တော့တယ်ငါကတော့အလျှော့မပေးပဲတိမ်ပေါင်း8000တပြားလေးလိုရင်တောင်ငါဒီသားရဲစာချုပ်ကိုအခုချက်ချင်းဖျက်ဆီးပစ်မယ်အဆိုးဆုံးကတော့ငါဘဝမှာသားရဲမရှိတော့တာပဲပေါ့ဒါပေမဲ့မင်းတို့လည်းရဖို့မမျှော်လင့်နဲ့တော့လို့တုတ်ပြန်လိုက်တယ်လင်းဟောင်ကကြောက်လန့်တကြားနေပြီအမေသူ့ကိုပေးလိုက်ပါ15တန်းဆိုလဲပေးလိုက်ပါကျွန်တော်ဒီမော်လင်းသားရဲကိုလိုချင်တယ်လို့အော်ပြောတော့မှငါဘဏ်အကောင့်ထဲကိုငွေတွေရောက်လာခဲ့တယ်ငါအဲ့ဒီအိမ်ကနေထွက်လာခဲ့ပြီငါကိုတစ္ဆာဖောက်တဲ့အဲ့ဒီသားရဲကိုတနေ့ကျရင်ငါကိုယ်တိုင်ဟင်းချိုဦးတဲ့ထက်ချက်ပစ်မယ်လို့ကျင်းဝါရင်းနဲ့ပေါ့ငါလမ်းဘေးကတားရဲဥရောင်းတဲ့ဈေးကွက်ထဲကိုရောက်လာခဲ့တယ်။အဲ့ဒီမှာလူတွေကအဆင့်မြင့်တားရဲဥတွေကိုဈေးကြီးပေးဝယ်နေကြတာငါကတော့စနစ်ရဲ့အကူအညီနဲ့အမိုက်ပုံတွေကရတနာကိုရှာနေတာပေါ့။အဲ့ဒီအချိန်မှာအဖိုးကြီးတယောက်ရဲ့ချင်းတောင်းတွေကအနက်ရောင်တေးလူမျိုးပါဥတလုံးကိုမြင်လိုက်ရတယ်စနစ်ရဲ့ခွဲချမ်းစိတ်ဖြာမှုအရာဒါဟာဒန်နာရီလာဖီနစ်နီရဲ့ဥဖြစ်နေပြီးရွှန်စင်တတာမျိုးစားတားရဲတကောင်နဲ့ပေါင်းဆက်လိုက်ရင်100ခိုင်နှုန်းသောအခွင့်အရေးနဲ့နက်ဖျားမီရှန်ကိုပြန်လည်နိုးထစေနိုင်မှာဖြစ်နေတယ်။ငါအဲ့ဒီချင်းတောင်းတစ်ခုလုံးကိုငွေ1000နဲ့ဝယ်လိုက်တယ်ဘေးကလူတွေကတော့ငါ့ကိုအလကားအမိုက်ဥတွေဝယ်တဲ့လူတယောက်လိုဝိုင်းရနေကြတာပေါ့ဒါပေမဲ့သူတို့မသိတာကဒါဟာငါရဲ့ဖျားသခင်လမ်းစဉ်အတွက်ပထမဆုံးခြေလှမ်းပဲဆိုတာပါပဲငါအမြန်ဆုံးအိမ်ပြန်ဖို့တက္ကစီတစ်စီးငှားလိုက်တယ်10မိနစ်အတွင်းရောက်အောင်မောင်းပေးရင်ပတ်စံအပိုပေးမယ်လို့ပြောလိုက်တော့တက္ကစီဆရာကမြေပြင်ပေါ်ကဒုံးပြန်လို့နာမည်ကြီးတဲ့သူ့ရဲ့ကားမောင်းစွမ်းရည်ကိုထုတ်ပြပြီးငါ့ကိုအချိန်မီပို့ပေးခဲ့တယ်အိမ်ရောက်တော့ငါပေါင်းဆက်မှုကိုစတင်လိုက်တယ်မင်းဟာအစွန့်ပစ်ခံရပြီးအမိုက်လိုသဘောထားခံရတဲ့ခံစားချက်ကိုငါအတိဆုံးပါငါရဲ့အရင်ဘဝကလည်းဒီလိုပါပဲဒီဘဝမှာတော့ငါမင်းကိုပြပုံထဲကနေတကြော့ပြန်ရှင်းတန်လာစေရမယ်လို့ပြောပြီးစနစ်နဲ့ပေါင်းဆက်လိုက်တဲ့အခါတမျိုးလုံးတုံးလောက်သွားစေမဲ့စွမ်းအင်လိုင်းတွေထွက်ပေါ်လာခဲ့တယ်မြို့တော်ဝန်သမီးဖြစ်သူစုချင်းရွှေစုခင်းငကြီးတောင်းဒီစွမ်းအင်ကိုတတိထားမိသွားပြီးကောင်းကင်အဆင့်တားရဲတကောင်ဆင်းသက်လာလားဆိုပြီးစုံစမ်းဖို့အမိတ်ပေးခဲ့ရတဲ့100ခိုင်နှုန်းသောအခွင့်အရေးကိုငါအနိုင်ရခဲ့ပြီးဖိနစ်နီလေးဟာအောင်မြင်စွာနိုးထလာခဲ့ပြီးရှောင်းကြီးလို့ငါနာမည်ပေးလိုက်တဲ့3လအကြာမှာတော့လင်းကျိုးမျိုးရဲ့တားရဲလေးကျင့်သူလူတစ်ပြန်ပွဲစတင်ခဲ့တယ်အဲ့ဒီမှာငါညီလင်းဟောင်ကငါစီကလူယူထားတဲ့မော်လင်းသားရဲနဲ့ချန်ပီယံဖြစ်ဖို့ယုံကြည်ချက်အပြည့်နဲ့ရောက်နေတာပေါ့ငါပြန်ပွဲဝင်ဖို့မှတ်ပုံတင်တဲ့အခါလူတွေကငါပခုံးပေါ်ကငှက်ဆုပ်လေးကိုကြည့်ပြီးဝိုင်းရကြတယ်ဒီလိုအလှပြငှက်လေးနဲ့ပြန်ပွဲဝင်မလို့လားတထေးသမီးတွေရဲ့အာယုံဆိုင်မှုကိုခံကျင်လို့လားဆိုပြီးလောင်ပြောင်ကြတယ်ဒါပေမဲ့ပွဲစားတာနဲ့ငါရဲ့ရှောင်းရီကဘာတိုက်ခိုက်မှုမှမလုပ်ဘဲအော်တန်တစ်ချက်တည်းနဲ့ပြန်ပဲရဲ့မြေကပါအဆင့်ဝဝင်ကြီးကိုကြောက်လန့်တကြားထွက်ပြေးသွားစေခဲ့တယ်ဒါဟာတွေးတာအဆင့်တန်းနှိမ်နှင်းမှုပဲပြန်ပွဲတစ်လျှောက်လုံးငါဟာဘာမှတော့မလုပ်လိုက်ရပဲဘိုးလူပွဲကိုတက်လန်းနိုင်ခဲ့တယ်ဘိုးလူပွဲမှာတော့ငါနဲ့လင်းဟောင်ထိတ်တိုက်တွေ့ကြပြီလင်းဟောင်ကမင်းလိုအမိုက်ကငါ့ကိုအနိုင်ရမယ်လို့ထင်နေတာလားဒီသားရဲကတကယ်ပါရမီရှင်မနဲ့ပဲထိုက်တန်တာလို့ပြောပြီးငါ့ကိုလောင်းကြီးထပ်ဖို့စိန်ခေါ်လာတဲ့ငါရှုံးရင်ငါငှက်ကိုပေးရမယ်သူရှုံးရင်ငါစီကလူယူထားတဲ့မော်လင်းသားရဲကိုပြန်ပေးရမယ်တဲ့ပွဲစားရနဲ့လင်းဟောင်ကမော်လင်းသားရဲကိုတွေးရပူဇော်ခြင်းဆိုတဲ့တားမြစ်ထားတဲ့နီလန်းကိုတုံပြီးသားရဲရဲ့အတက်တက်ကိုလောင်မြိုက်စီကအတင်းအဓမ္မတိုက်ခိုက်ခိုင်းတော့တယ်
တားရဲဟာနာကျင်မှုကြောင့်ယူသွတ်သွားပြီးငါ့ကိုတတ်ဖို့ကြိုးစားလာတယ်ငါရဲ့ရှောင်ရီကတော့အေးအေးဆေးဆေးပဲနတ်ဖျားမိရှန်နဲ့အဲ့ဒီတားရဲကိုချက်ချင်းနှိမ်နှင်းလိုက်ပြီးလင်းဟောင်နဲ့တားရဲကြားကစာချုပ်ကိုအတင်းအဓမ္မဖျက်ဆီးပစ်လိုက်တယ်လင်းဟောင်ရှုံးနေသွားတဲ့အခါငါမိဘတွေကစင်ပေါ်တက်လာပြီးလင်းမူမင်းကတကယ်ကိုကျေးဇူးကမ်းတဲ့ကောင်ပဲမင်းကြီးရဲ့တားရဲကိုဖျက်ဆီးပစ်တာကငါတို့မိသားစုရဲ့မျှော်လင့်ချက်ကိုဖျက်ဆီးတာပဲအဲ့ဒီငှက်ကိုမင်းကြီးကိုရောကြီးအဖြစ်အခုချက်ချင်းပေးလိုက်စမ်းလို့အရှက်မရှိတောင်းဆိုလာကြတယ်အဲ့ဒီအချိန်မှာမြို့တော်ဝန်သမီးစုချင်းရွှေရောက်လာပြီးမြို့တော်ဝန်နေမြေထဲမှာဘယ်တော့ကလင်းမိသားစုကစီးမြင့်တွေထုတ်ခွင့်ရသွားတာလဲကောင်းကင်အစင်တားရဲတကောင်ကိုမင်းတို့ကမတ်မောရဲတယ်ပေါ်လေလို့ပြောလိုက်တော့လူအားလုံးမှင်းတက်သွားကြတယ်ငါမိဘတွေကတော့ကောင်းကင်အစင်ဟုတ်လားဒါမဖြစ်နိုင်ဘူးသူကအမိုက်ပဲလေးလို့ညှင်းဆိုနေကြတော့မယ်ဒါပေမဲ့စုချင်းရွှေကငါ့ကိုချန်ပီယံဆုအဖြစ်မြေကဘာမီရှန်ဂျာဘန်ကိုပေးအပ်ပြီးမြို့တော်ဝန်တို့ကိုဖိတ်ကြားခဲ့တယ်ပြီးတော့လင်းဟောင်ကတားမြင့်နီလန်တုံးခဲ့တဲ့အတွက်စာချုပ်ဟင်းလင်းပြင်ကိုဖျက်ဆီးပြီးတသက်တကျွန်းအချင်းချဖို့အမိန့်ထုတ်လိုက်တယ်လို့ငါမိဘတွေကိုလည်းမြို့ကနေအပီးပိုင်နှင်းထုတ်လိုက်တယ်ငါအဖေကရှောင်မိုးငါသားဒါငါတို့မားသွားတာပါငါတို့ကမိသားစုတွေလေးလို့ပြန်တောင်းပန်ပေးမယ်ငါကတော့မင်းတို့ကမမားပါဘူးမင်းတို့ကတေတော့မှမို့လို့ကြောက်နေကြတာပဲလို့အေးဆက်ဆက်ပြန်ပြောပြီးလှည့်ထွက်လာခဲ့တယ်မြို့တော်ဝင်အိမ်တော်မှာတော့မြို့တော်ဝင်ကလာမဲ့ငါးမျိုးနယ်တန်ခွဲမှာလင်းကျုံမျိုးကိုကိုစားပြုပြီးရှင်ပြိုင်ပေးဖို့ငါ့ကိုတောင်းဆိုလာတယ်ငါနိုင်ရင်မြို့တော်ဝင်ရဲ့ဘဏ္ဍာတိုက်ထဲကကြိုက်တဲ့ပစ္စည်းယူနိုင်မယ်တဲ့ငါရဲ့ရှောင်းရီအဆင့်တက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုငါရှာဖွေခဲ့တယ်မြို့တော်ဝင်ကငါ့ကိုအန်ရရှိတဲ့ပြိုင်ဘက်တယောက်အကြောင်းတတိပေးလာတယ်အဲ့ဒါကတော့အရာအလုံးကိုဝါမျိုးနိုင်တဲ့စွာရှိတဲ့ရှောင်းဖန်ပဲငါကတော့ဂရုမစိုက်ပါဘူးစုချင်းရွှေရဲ့တီးတန့်လေးချင်ရေခန်းထဲမှာငါနဲ့ရှောင်းရီနှစ်ယောက်တည်းရှိနေချိန်မှာရှောင်းရီကလူသားမင်းကလေးပုံစံအဖြစ်အောင်မြင်စွာဆင်ကဲပြောင်းလဲနိုင်ခဲ့တယ်လှပလုံးနဲ့ရှောင်းရီကငါ့ကိုဖက်ပြီးတခင်ကျမတခင်ကိုဖတ်နိုင်ပြီလို့ပြောတဲ့အခါငါစိတ်ထဲမှာနှွေးထွေးမှုကိုခံစားလိုက်ရတယ်နောက်ဆုံးမှာတော့ငါတို့ grandson လှုပ်ဝက်နေမြေထဲကိုလေ့ကျင့်ဖို့သွားကြရတယ်အဲ့ဒီမှာငါကစုချင်းရွှေရဲ့တငယ်ချင်းလူရန်နဲ့တွေ့ခဲ့တယ်လူရန်ကငါ့ကိုမိမနှောက်လိုက်ပြီးအချောင်လိုက်ချင်တဲ့ကောင်လို့ထင်ပြီးလောင်ပြောင်ခဲ့တယ်ငါတို့နှစ်ယောက်လောင်ကြီးထက်ခဲ့ကြတယ်လှုပ်ဝက်နေမြေထဲမှာဘသူကစစ်မှုထမ်းကောင်းမှုပိုရမလဲဆိုတာပဲငါနိုင်ရင်သူကငါရဲ့ကိုယ်ပိုင်စေကံဖြစ်ရမယ်သူနိုင်ရင်ငါကသူ့ခြေထောက်ကိုနေတိုင်းစေပေးရမယ်တဲ့ငါကတော့ပြုံးပြီးအဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်တယ်ငါတို့အားလုံးလှုပ်ဝက်နေမြေထဲကိုတယ်လီပိုးနဲ့ရောက်ရှိသွားကြပြီးငါရဲ့စစ်မှန်တဲ့စွမ်းအားကိုထုတ်ပြဖို့အချိန်ရောက်လာခဲ့ပြီအတိတ်ဘဝကငါ့ကိုနှိပ်စက်ခဲ့သူတွေနဲ့ငါရှိမှပိတ်ဆို့နေတဲ့ရန်သူအားလုံးကိုငါတယောက်ချင်းစီချေမှုန်းဖြစ်တော်မယ်ကျွန်တော်နာမည်ကလင်းမော့ပါအခုဆိုရင်ကျွန်တော်ဟာတမျိုးလုံးရဲ့ဂုံတိတ်ခါကိုထမ်းပိုးပြီးကြောက်မက်ဖွယ်ကောင်းတဲ့လှုပ်ဝက်နေမြေစမ်းတက်ပွဲတွေကိုစတင်ချေချနေပြီဖြစ်ပါတယ်ဘေးနားမှာတော့မင်းလိုက်မလာနဲ့ဦးကြောက်လုံးလို့ဘောင်းဘီထဲစီးထွက်နေအောင်မဲလို့လောင်ပြောင်နေတဲ့လူရန်ရှိနေတာပေါ့သူကကျွန်တော်ကိုခြေဆေးတဲ့အစီခံဖြစ်အနိုင်ယူချင်နေတာပါဒါပေမဲ့စစ်မြေပြင်ဆိုတာစိတ်ညံလက်ညံရှိတဲ့သူတွေအမှားယွင်းအများဆုံးနေရာဆိုတာ तू မသိသေးပါဘူးကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲရိုးရိုးသားသားပြောရရင်ဒီစမ်းတက်ပွဲကကျွန်တော်အတွက်တော့ကလေးကစားစရာတစ်ခုလိုပါပဲစမ်းသက်ပွဲစတင်ပြီးမကြခင်မှာပဲလူရန်နဲ့သူ့အဖွဲ့ကတားရဲတွေကိုအပြင်းထန်လိုက်လံတက်ဖြတ်နေကြပါတယ်ခဏအကြာမှာတော့စစ်မြေပြင်ရဲ့ရမတ်စရင်စရာတွေထွက်လာပါတယ်လူရန်ကဂုံယူဝင်းကြွားစွာနဲ့ကျွန်တော်ရမတ်ကိုကြည့်လိုက်တဲ့အခါကျွန်တော်မှာစစ်မှုထမ်းရမတ်6မှတ်ပဲရှိပါသေးတယ်သူကကျွန်တော်ကိုချောချောလာလာနဲ့ပုံနေုံပဲတိတဲ့ကောင်လို့ထင်မှတ်ပြီးအစင်းနှိတ်ကျေတပွင့်တားရဲနေငယ်ပဲတတ်နိုင်ခဲ့တယ်လို့ကောက်ချက်ချလိုက်တာပေါ့ဒါပေမဲ့ဒါဟာကျွန်တော်အားမွေးနေတာဆိုတာသူတို့မသိကြပါဘူးကျွန်တော်ကတော့အချိန်ဖြုံးနေတာမဟုတ်ပဲအစုလိုက်ပြုံလိုက်ခုတ်သိမ်းလို့ရမယ့်တားရဲအုံတွေကိုလိုက်ရှာနေတာပါအချိန်နဲ့ငယ်အတွင်းမှာပဲမယုံနိုင်စရာဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပါတယ်။စောင့်ကြည့်ရေးဌာနကအရာရှိတွေဟာကျွန်တော်ရဲ့ရမှတ်ကိုကြည့်ပြီးလက်ဆက်အဟောင်းသားဖြစ်သွားကြပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ရမှတ်ဟာကနန်းတစ်လုံးထဲကနေ9000ကျော်ထိစက္ကန့်ပိုင်းတွင်ခုန်တက်သွားလို့ပါပဲ။ဒါဟာစနစ်ချိုရင်းချက်လို့သူတို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ကျွန်တော်ဟာ38 ဧရိယာမှာရှိတဲ့တွေးတောင်ပန်လင်းတို့အုံတစ်ခုလုံးကိုတယောက်တည်းနဲ့အပြတ်သက်ရှင်းလင်းလိုက်တာပါ။အဲ့ဒီနေရာကတားရဲပေါင်းထောင်ချီရှိပြီးအဆင့်6ရှိတဲ့လင်းတို့ဘရင်တော်ရှိတာပါ။ကျွန်တော်ရဲ့ဖျားသခင်မီးရန်နဲ့အဲ့ဒီနေရာတစ်ခုလုံးကိုပြဖြစ်အောင်လောင်ကျွမ်းစေခဲ့တာမို့စောင့်ကြည့်ရေးကိရိယာတွေတောင်ပျက်စီးသွားခဲ့ရပါတယ်စစ်ဌာနချုပ်ကတော့ကျွန်တော်ကို slab အဆင့်မြင့်စောင့်ကြည့်ရမယ်ဖြစ်မဲ့အဖြစ်ချက်ချင်းတက်မှတ်ပြီးကောင်းကင်မျက်လုံးဂျိုတူးနဲ့ပါစတင်စောင့်ကြည့်ပါတော့တယ်ကျွန်တော်ကတော့ရက်တက်မနေပဲနောက်ထပ်သားရဲအုံတွေကိုဆက်ရှာနေပါတယ်ကျွန်တော်သွားနေတဲ့လမ်းကြောင်းကတာမန်သားရဲတွေကိုရှောင်ကွင်းပြီးသားရဲအုံတွေကိုပဲဥတီနေတာမှုစစ်တပ်ကလူတွေတောင်ဒါဟာစမ်းတက်ပွဲလားဒါမှမဟုတ်သားရဲတွေကိုအမြင့်ပြတ်ချေမှုရေးစစ်စင်ရေးလားဆိုတာဝေခွဲမရဖြစ်နေကြပါတယ်တစ်ဖက်မှာတော့လူရန်ဟာကျွန်တော်ရမှတ်တွေကိုကြည့်ပြီးမခံချင်စိတ်နဲ့အန္တရာယ်ရှိတဲ့ခြံဝန်းတစ်ခုတည်းကိုစွတိုးဝင်သွားပါတယ်အဲ့ဒီမှာသူဟာအဆင့်ရှိတဲ့ငရဲပင်ကူနဲ့တိုးပါတော့တယ်သူ့ရဲ့လာဘာဓာတစ်ကူလာအုပ်တော်မခုခံနိုင်တော့ပဲလူရန်ဟာတေဘေးနဲ့ရင်ဆိုင်နေရပါပြီသူဟာမျက်ရည်တွေဝဲပြီးကျွန်တော်စီမှာအစီခံလုပ်ရတော့မယ်လို့တွေးရင်းလက်လျှော့ဖို့ပြင်းနေချိန်မှာကျွန်တော်ရောက်သွားခဲ့ပါတယ်ကျွန်တော်ရဲ့အစီခံမလေးကိုကျွန်တော်ပဲအနိုင်ကျင့်လို့ရတယ်လို့ပြောရင်းကျွန်တော်ဟာတိုက်ပွဲကိုစတင်ကုတ်ခဲ့ပါတယ်စုချင်းရွှေကိုအေးခဲဆွမ်းရည်နဲ့ပင်ကူရဲ့ခြေလက်တွေကိုတိုက်ခိုက်ခိုင်းပြီးလူရန်ကိုတော့ပင်ကူရဲ့ဝမ်ဘိုက်ကိုအပြင်းထန်တိုက်ခိုက်ခိုင်းပါတယ်ကျွန်တော်ကိုယ်တိုင်ကတော့ပင်ကူလေးတွေအားလုံးကိုတကောင်မကျန်ရှင်းလင်းလိုက်တာပေါ့ကျွန်တော်ရဲ့တိုက်ပွဲဝင်ပုံကတိကျလုံးပြီးရန်သူရဲ့လှုပ်ရှားမှုတိုင်းကိုကြိုတင်တွက်ချက်ထားသလိုပါပဲနောက်ဆုံးမှာတော့အဆင့်၈သားရဲကြီးကိုအောင်မြင်မြင်နှိမ်နှင်းနိုင်ခဲ့ပါတယ်။ယူရန်ကတော့ရှက်ကိုရှက်ကန်းနဲ့ကျေးဇူးတင်စကားပြောရှာပါတယ်။စမ်းသက်ပွဲအပြီးမှာတော့ကျွန်တော်ရဲ့စုစုပေါင်းရမှတ်က60,000ကျော်ထိရှိသွားပြီးစံချိန်တင်နိုင်ခဲ့ပါတယ်။အရှိပိုင်းစစ်ဒေသတပ်မှုကြီးရဲ့ချင်းချမ်းကိုယ်တိုင်ဆင်းလာပြီးကျွန်တော်ကိုဗိုလ်မှူးအဆင့်ပေးကစစ်တပ်ထဲဝင်ဖို့ဖိတ်ခေါ်ပါတယ်။ဒါပေမဲ့ကျွန်တော်ကမျိုးသားမင်းစုကိုပေးထားတဲ့ကတိအတိုင်းလင်းကျုံမျိုးကိုကိုစားပြုပြီးမျိုးငါမျိုးကိုခံပညာပြန်ပွဲမှာရှင်ပြိုင်ဖို့ဆုံးဖြတ်ထားတာမို့ညှင်းပယ်ခဲ့ပါတယ်။တပ်မှုကြီးကတော့ကျွန်တော်ကိုသဘောကျပြီးစစ်တပ်ရဲ့တပ်မှုကြီးပစ္စည်းတွေနဲ့လဲလှယ်ခွင့်ပေးခဲ့ပါတယ်။မြို့တော်ကိုပြန်ရောက်တဲ့အခါမှာတော့လူရန်ဟာသူရှုံးနိမ့်ခဲ့တဲ့လောင်းကြီးအတိုင်းကျွန်တော်စီကိုအစီကံဝစ်စုံနဲ့ရောက်လာပါတယ်သူဟာရှက်ရွံ့နေပေမဲ့ဂတိတည်တဲ့သူမျိုးသခင်လက်ဖက်ရည်တောက်မလားလို့ခေါ်ဖို့စူးစမ်းနေတာပါအဲ့ဒီအချိန်မှာပဲစုချင်းရွှေကလည်းကျွန်တော်အတွက်မုတ်တွေယူပြီးအခန်းထဲကိုရောက်လာပါတယ်နောက်ဆုံးမှာတော့မျိုးသားမင်းကြီးပါရောက်လာတာမို့မိန်းကလေးနှစ်ယောက်စလုံးကျွန်တော်အိယာအောက်နဲ့ဆောင်းထဲမှာပုံနေကြရပါတယ်
မျိုးစားမင်းကတော့ကျွန်တော်ကိုလူငယ်ဆိုတော့အားအင်တွေပြေဝနေတာကောင်းပါတယ်ဒါပေမဲ့တိုင်ပွဲအတွက်အားမွေးထားဦးလို့ပြောပြီးပြုံးစီစီနဲ့ထွက်သွားတာပေါ့ဒါဟာတကယ်ကိုရှက်စရာကောင်းတဲ့အခြေအနေတစ်ခုပါပဲဒါပေမဲ့အေဂျင့်ရဲ့အချိန်ကခဏလေးပါတခြားတစ်ဖက်မှာတော့ရှောင်းဖန်းလို့ခေါ်တဲ့လူဆိုးတစ်ယောက်ဟာတခြားမျိုးကပါရမီရှင်တွေနဲ့သူတို့ရဲ့ကောင်းကင်အစဉ်သားရဲတွေကိုဝါမျိုးဖို့စီစဉ်နေပါတယ်သူ့ရဲ့ရည်မှန်းချက်ကကျွန်တော်ရဲ့ရှောင်းယူကိုပါဝါမျိုးဖို့ပါပဲ3ရက်ကြာမှာတော့မျိုး9မျိုးကိုခန့်ပညာပြိုင်ပွဲကိုရှူရမျိုးမှာကျင်းပပါတယ်အဲ့ဒီမှာဘလက်ဝုန်းမျိုးကလူမိုက်တွေကကျွန်တော်တို့ကိုလာရောက်စင်ခေါ်စော်ကားကြပါတယ်သူတို့ကလူရန်နဲ့စုချင်းရွှေတို့ကိုတောင်းနှုတ်ပြီးကောင်းရှာပါနဲ့စော်ကားနေတာမို့ကျွန်တော်ကတော့သူတို့ကိုပြက်ပြက်သားသားတတိပေးလိုက်ပါတယ်ပြိုင်ပွဲကျင်းပမယ့်နေရာကတော့အမဲလိုက်ကျွန်းပဲဖြစ်ပါတယ်စီကန်းချက်တွေကတော့တားရဲတွေကိုတက်ပြီးရမတ်ရှာရမှာဖြစ်တယ်လို့တခြားပြိုင်ပွဲဝင်တွေစီကရမတ်တွေကိုလည်းလူယူလို့ရပါတယ်ဒါဟာတယောက်နဲ့တယောက်တက်ဖြတ်ဖို့အားပေးနေတယ်လို့ပါပဲကျွန်းပေါ်ကိုရောက်တဲ့အခါမှာတော့မျိုးရန်ဟာဒေါသတကြီးနဲ့သူ့ကိုလာစော်ကားတဲ့လူမိုက်2ယောက်ကိုအပြတ်သက်ဆုံးမပြီးသူတို့ရဲ့ရမတ်တွေကိုလူယူလိုက်ပါတယ်သူဟာဒီတောင်ကငါတောင်ဒီတစ်ပင်ကငါတစ်ပင်ဖြတ်သွားခြင်းရင်ရမတ်တွေပေးခဲ့လို့ပြောရင်လမ်းပြတာပြတိုက်နေပါတော့တယ်ကျွန်တော်တို့လင်းကျုံမြို့ဖွဲ့ဟာအခုဆိုရင်အမဲလိုက်ကျွန်းပေါ်မှာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့အဖွဲ့တစ်ခုဖြစ်လာနေပါပြီရှေ့မှာဘလို့အနေရတွေပဲရှိနေပါစေကျွန်တော်ကတော့လင်းကျုံမြို့ရဲ့အောင်ပွဲကိုမရရအောင်စောင့်ကျင်းပေးသွားမှာပါအောင်ဖန်ဆိုတဲ့လူယုံမာကသူ့ရဲ့အစ်စ်အမှန်မျက်နှာဖုံးကိုခွာချလိုက်တဲ့အချိန်မှာတော့အရာအလုံးဟာသွေးပြက်စရာနေရခန်းတစ်ခုလိုပြောင်းလဲသွားခဲ့တာပါသူဟာသူ့ရဲ့အတင်းဖော်တွေကိုရရဆက်ဆက်တက်ဖြတ်ဖို့ကြံစီနေခဲ့တာပဲဖြစ်ပါတယ်မင်းယူသွားပြီလားရှောင်းဖန်ငါတို့ကအတင်းဖော်တွေလေပြိုင်ပွဲစည်းမျဉ်းရလူတက်ခွင့်မရှိဘူးလို့တားဆီးနေတဲ့အတင်းဖော်ရဲ့အတန်ဟာလေထဲမှာပဲပျောက်ကွယ်သွားခဲ့ပါတယ်ရှောင်းဖန်ကတော့အယူတယောက်လိုရဲမောရင်စည်းမျဉ်းလားအခုကစားပြီးဒီကိန်းရဲ့စည်းမျဉ်းကိုငါကိုယ်တိုင်တတ်မှတ်မှာလို့အော်ဟစ်လိုက်ပါတယ်ကျွန်တော်တို့ရဲ့အသက်ကယ်လက်ပတ်တွေဟာလည်းအလုံးမလုံးတော့ပါဘူးအပြင်ကိုတယ်လီပို့လုပ်ပြီးထွက်ခွာလို့မရအောင်သူကဝိညာဉ်ပိတ်လောင်ခြင်းအစီရင်ကိုတုံးပြီးကျွန်းတစ်ခုလုံးကိုပိတ်ဆို့ထားလိုက်ပြီလေဒါဟာသူတယောက်တည်းလောက်တာမဟုတ်ပဲသူ့ရဲ့နောက်ွယ်ကဆရာဖြစ်သူရဲ့လမ်းညွှန်မှုနဲ့လှုပ်ဆောင်နေတာပါသူတို့ရဲ့ရည်ရွယ်ချက်ကကျွန်းပေါ်မှာရှိတဲ့လူသားတွေအားလုံးကိုရှောင်းဖန်ရဲ့တားရဲကြီးတာအိုတီအတွက်အာဟာရအဖြစ်ကျွေးမွေးဖို့ပါပဲရှောင်းဖန်ရဲ့လက်ထဲမှာဝိညာဉ်ပိတ်လောင်မြေပုံရှိနေတော့ကျွန်းပေါ်မှာဤတဲ့လူတိုင်းရဲ့ဒီနေရာကိုသူသိနေခဲ့ပါတယ်သူဟာကျွန်တော်ရဲ့မိန်းကလေးတွေကိုပါစော်ကားဖို့အထိရုံမာတဲ့စိတ်ကူးတွေရှိနေခဲ့တာပါကျွန်တော်နဲ့ရိုရန်တို့ကြောချင်းကပ်ပြီးရှေ့ဆက်ခဲ့တဲ့လမ်းမှာတော့သွေးနှံတွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်ဒီမှာအလောင်းနဲ့လောင်းပဲသူတို့ရဲ့အသက်ကယ်လက်ပတ်တွေကပျက်စီးနေရင်မဲ့အလောင်းတွေကဒီမှာပဲကျန်နေခဲ့တယ်လို့ယိုရန်ကတုံလို့စွာပြောလိုက်တဲ့အခါအခြေအနေကတကယ်ကိုဆိုးဝါးနေပြီဆိုတာကျွန်တော်သိလိုက်ရတဲ့ရှောင်းဖန်ဟာအင်အားကြီးတဲ့တားရဲတွေကိုတင်မကပဲပြိုင်ပွဲဝင်တွေအားလုံးကိုပါအမဲလိုက်နေခဲ့တာပါဒီကျွန်းဟာအခုဆိုရင်ပြိုင်ပွဲမြေပြင်မဟုတ်တော့ပဲစစ်မှန်တဲ့အမဲလိုက်ကွင်းကြီးတစ်ခုဖြစ်သွားပါပြီကျွန်တော်အမြန်ဆုံးသွားဖို့လိုအပ်နေတာကတော့စုချင်းရွှေစီကိုပါပဲသူမအနေရရှိနေပြီဆိုတာကျွန်တော်ခံစားမိနေပါတယ်ကျွန်တော်ခံမှန်းတဲ့အတိုင်းပါပဲရှောင်းဖန်ဟာစုချင်းရွှေကိုပိတ်ဆို့ထားပြီးအလားလေမင်းငါကိုလွမ်းနေတာလားဆိုပြီးယွန်စရာကောင်းတဲ့စကားတွေနဲ့စော်ကားနေခဲ့ပါတယ်စုချင်းရွှေကသူမရဲ့ရှစ်စတာအဆင့်ရှိတဲ့နှင်းဖိနစ်ကိုတုံးပြီးခုခံပေမဲ့ရှောင်းဖန်ရဲ့တာအိုတီတားရဲကြီးကကောင်းကင်အဆင့်ကိုရောက်နေပြီမို့လို့တစ်ချက်တည်းနဲ့တင်ရှုံးနေသွားခဲ့ရပါတယ်စုချင်းရွှေရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေအားကိုးရမဲမှုတွေပြည့်နှက်နေတဲ့အချိန်မှာတော့ကျွန်တော်အချိန်မီရောက်ရှိသွားခဲ့ပါတယ်ရှောင်းဖန်မင်းငါကိုတကယ်ပဲဒေါသထွက်အောင်လုပ်လိုက်ပြီးလို့ကျွန်တော်ပြောလိုက်တဲ့အခါသူကမထီမဲ့မြင်ပြုံးရင်လင်းမို့မင်းရောက်လာတာကောင်းတာပေါ့တယောက်ချင်းလိုက်ရှာနေရတာပင်ပန်းလို့ပြန်ပြောပါတယ်သူကကျွန်တော်ရှေ့တင်စုချင်းရွှေနဲ့ယိုရန်တို့ရဲ့အဝတ်စားတွေကိုတဆစီဆုပ်ဖြဲပြီးနှိပ်စက်ပြမယ်လို့ကြုံဝါနေခဲ့တာပါဒါပေမဲ့ကျွန်တော်ကတော့အေးအေးဆေးဆေးပါပဲမင်းဘလို့တည်ခြင်းလဲဆိုတာရွေးချယ်လိုက်ပါလို့ကျွန်တော်ရာဇသံပေးလိုက်ပါတယ်ရှောင်းဖန်ကသူ့ရဲ့တာအိုတီသားရဲကိုလွတ်ပြီးကျွန်တော်ကိုအပိုင်းပိုင်းဆုပ်ဖြဲဖို့အမိန့်ပေးခဲ့ရင်မဲ့ကျွန်တော်ရဲ့မြင့်မြတ်တဲ့မိတောက်တွေကသူ့ကိုအံ့အားသင့်စေခဲ့ရတယ်ဒါကမဖြစ်နိုင်ဘူးငါတို့နှစ်ယောက်လုံးကကောင်းကင်အဆင့်ချင်းတူတူပဲလေလို့သူအော်ဟစ်နေတော့မှပဲကျွန်တော်ကကောင်းကင်အဆင့်ချင်းတူပေမဲ့အရေးသွေးချင်းမတူဘူးဆိုတာမင်းကိုငါပြပေးမယ်လို့ပြောပြီးသူ့ရဲ့တာအိုတီကိုမြင့်မြတ်မိတောက်နဲ့တန်းဆင်ပစ်လိုက်ပါတယ်ရှောင်းဖန်ဟာကြောက်လန့်တကြားနဲ့ကြံတဲ့လူတွေကိုထပ်ပြီးစားသုံးဖို့အတွက်ထွက်ပြေးသွားခဲ့ပါတယ်ကျွန်တော်တို့ဟာကျွန်းပေါ်မှာကြံရှိနေတဲ့အသက်ရှင်သူတွေအားလုံးစုဝေးနေတဲ့နေရာကိုအမြန်ဆုံးသွားခဲ့ကြပါတယ်အဲ့ဒီမှာရှောင်းဖန်ကလူတွေကိုတက်ဖြတ်ပြီးငါ့ကိုနဲ့ဆိုးရှင်သခင်ကစွမ်းအားတွေပေးထားတာမင်းတို့အားလုံးတည်ရမယ်လို့ကြုံဝါနေခဲ့တာပါဝန်လီလီဟောင်စားတဲ့လူငယ်ချင်းတွေဟာရှောင်းဖန်ရဲ့လက်ထဲမှာအဖက်မတင်အောင်တေဆုံးခဲ့ကြရပါတယ်အဲ့ဒီနောက်ရှောင်းဖန်ဟာသူ့ကိုယ်သူပါသူ့ရဲ့သားရဲကိုရစပူစော်ပြီးစွမ်းအားကိုအတင်းတမမြင့်တင်လိုက်ပါတယ်ဒါဟာဖျားသခင်အဆင့်တူလို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုပါကျွန်တော်တို့အားလုံးတေပေးနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတော့ကျွန်တော်ရဲ့သားရဲကလေးရှောင်းယူဟာအစ်စ်အမှန်ဖျားသခင်အဆင့်ကိုစင်ကဲပြောင်းလဲသွားခဲ့ပါတယ်မြင့်မြတ်တဲ့စွမ်းအားတွေရှေ့မှာမင်းတို့လိုအဆင့်တူတွေကဟာတခုပါပဲလို့ကျွန်တော်ပြောလိုက်တဲ့အချိန်မှာရှောင်းယူရဲ့နာမည်မိတောက်တွေကရှောင်းဖန်နဲ့သူ့ရဲ့သားရဲကြီးကိုတစ်ချက်တည်းနဲ့တင်ပြချသွားအောင်လောင်မြဲပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကောင်းကင်ရံမှာအကြောင်းကြီးတစ်ခုပေါ်လာပြီးနဆိုးရှင်သခင်ရဲ့မျက်လုံးကြီးကကျွန်တော်တို့ကိုစိုက်ကြည့်နေခဲ့ပါတယ်သူကကျွန်တော်ကိုသူ့စီမှာအညံခံဖို့နဲ့ရှောင်းဖန်ထက်အစပေါင်းများစွာတာတဲ့စွမ်းအားတွေပေးမယ်လို့ဆွဲဆောင်ခဲ့ရင်မဲ့ကျွန်တော်ကတော့ညင်းပယ်ခဲ့ပါတယ်မင်းရဲ့အကြီးမားဆုံးအမားကငါမထိစေချင်တဲ့လူတွေကိုလာထိမိတာပဲလို့ကျွန်တော်ကပြန်ပြောလိုက်ပါတယ်ကျွန်းကြီးကပြိုကျပျက်စီးတော့မဲ့အခြေအနေမှာကျွန်တော်ဟာစနစ်ကိုတုံးပြီးတည်ငြိမ်တဲ့နေရာတစ်ခုကိုရှာဖွေကလူအားလုံးကိုတယ်လီပို့စင်မြင့်စီဥဆောင်ခေါ်သွားခဲ့ပါတယ်ကျွန်တော်တို့မျိုးကိုပြန်ရောက်တဲ့အခါမှာတော့ဖလေးဖန်မျိုးတော်ရဲ့မျိုးသားမင်းကကျွန်တော်ကိုအပြစ်တွေပို့ပြီးဖမ်းဆီးဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့တန်ရှင်းသောဘီမန်တော်ကတမန်တော်ရောက်လာပြီးအဖြစ်မှန်ကိုပြန်လည်ဖော်ထုတ်ပေးခဲ့ပါတယ်ဖလေးဖန်မျိုးတော်ဟာလူသားတစ္ဆာဖောက်တွေနဲ့ပူးပေါင်းမှုကြောင့်မျိုးတော်အဆင့်ကနေပယ်ဖြတ်ချအင်းခံလိုက်ရပြီးမျိုးသားမင်းဟာလည်းထောင်ဒဏ်တစ်သက်တကြုံပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်တန်ရှင်းသောဘီမန်တော်ရဲ့တမန်တော်ကကျွန်တော်ကိုသူတို့စီလိုက်ခဲ့ဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ကျွန်တော်ကတော့ညှင်းပယ်ခဲ့ပါတယ်ကျွန်တော်မှလှုပ်ရှားတွေကြံသေးတယ်နဆိုးရှင်သခင်ရဲ့ချင်းချောက်မှုကိုအရင်ဆုံးရင်ဆိုင်ရမယ်လို့ကျွန်တော်ကဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပါတယ်အဲ့ဒီနောက်မျိုးထဲမှာထူးဆန်းတဲ့တေဆုံးမှုတွေဖြစ်ပေါ်လာပြန်ပါတယ်လူတွေဟာသူတို့ရဲ့စွမ်းအားတွေအဆုပ်ယူခံရပြီး၆ကက်နေရဲ့အလောင်းတွေဖြစ်တွေ့ရှိရတာပါကျွန်တော်လိုက်လံစုံစမ်းတဲ့အခါမှာတော့နဆိုးရှင်သခင်ကိုကိုးကွယ်တဲ့ကောင်းသားတွေမျိုးထဲမှာပေါအောင်နေတာကိုတွေ့လိုက်ရပါတယ်သူတို့ဟာမျိုးထဲမှာအမောင်ရင်စပလက်လင်တစ်ခုတိဆောက်ပြီးကျွန်တော်ရဲ့ရှောင်ယူကိုရစပူစော်ဖို့ကြံစီနေကြတာပါနဆိုးရှင်သခင်ရဲ့တမန်တော်ကဒီကဘာကိုဆင်းသက်လာတော့မယ်
မင်းတို့အားလုံးပျက်စီးရတော့မယ်လို့အဲ့ဒီလူတက်သမားတွေကအော်ဟစ်နေကြပါတယ်ကျွန်တော်ကတော့အကြောက်လက်မရှိပဲစုချင်းရွှေရိုရန်တို့နဲ့အတူအဲ့ဒီအမောင်အင်အားစုတွေကိုခြေမုံပစ်ခဲ့ပါတယ်ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်ကဘာကြီးရဲ့အခြေအနေကပိုပြီးစိုးရိမ်စရာကောင်းလာခဲ့ပါတယ်ကျွန်တော်ဟာလင်းကျုံမြို့တော်ကနေထွက်ခွာပြီးပုံမကျေပြက်တဲ့ကဘာကြီးစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်လင်းကျုံမြို့တော်ကတေးလုံးတယ်ကျွန်တော်ပိုပြီးတမာလာဖို့လိုတယ်လို့မျိုးသားမင်းကိုနှုတ်ဆက်ရင်ကျွန်တော်ပြောခဲ့ပါတယ်စုချင်းရွှေကလည်းကျွန်တော်နောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ခီးလန်းကအခုမှစတင်တာပါရှေ့မှာဘလို့အခက်ခဲတွေဘလို့အနေရတွေပဲရှိနေပါစေကျွန်တော်ရဲ့တားရဲလေးတွေနဲ့အတူကျွန်တော်ကိုယုံကြည်တဲ့သူတွေနဲ့အတူကျွန်တော်ကတော့နောက်မဆုတ်တန်းရှေ့ဆက်သွားမှာပဲဖြစ်ပါတယ်